สวัสดีค่ะทุกคนตมาเนี่ยดูထိုင်းစာလေးလာကြမယ်နော်ထိုင်းပြည်ကနေစပြီးလေးလာမယ်နော်ထိုင်းပြည်40လေးလုံးရှိပါတယ်ထိုင်းလို့ဆိုရင်တော့ဖယန်ချနာထိုင်းစစ်စစ်စီတူဝါလို့ခေါ်ပါတယ်ထိုင်းပြည်40လေးလုံးမပြောခင်ဂရု3ကိုရင်ခွဲမယ်နော်ဂရု1ဂရု2ဂရု3ဆိုပြီးတော့3မိုက်ခွဲလိုက်မယ်နော်ဂရု1ကိုတော့အလဲသံပြီးအုပ်စုလို့မှတ်ထားပေးပါနော်အလဲသံပြီး6လုံးရှိပါတယ်กอไก่เจ็ดจอจานปะแคมยาดอชาดามะไก่ดอเด็กคะเลตอปะตะชอตอเต่าเล็กปอใบไม้ตีแวะปอปลางาออแอนสโลအလဲသမီးရုပ်စုကိုမှတ်ရလွယ်အောင်ကောကျော်ဒေါ်တော်ဘောပေါ်အော်ဆိုပြီးမှတ်ထားလို့ရပါတယ်အလဲသမီးရုပ်စုကိုရမယ်လို့မျှော်လင့်ပါတယ်နောက်တစ်နေ့မှာမြေသမီးရုပ်စုကို share လုပ်သွားပေးမယ်နော်ခอบคุณค่ะเจอกันนะคะบ๊ายบายค่ะ